မင်္ဂလာပါအနေတွေကိုချစ်တွေနဲ့ပေါင်းဆက်တင်ဆက်ပေးမယ့် NBS ကနေကျေးဇူးပါရမိတ်ဆွေကပညာပေးစကားလေးတွေကိုကြိုက်တယ်ဆိုရင်တော့ intro လေးကိုလည်းတစ်ချက်လောက်မြည်ကြည့်လိုက်ကြပါဦးနော်စကားတစ်ခုပြောဖို့ကြိုးစားတဲ့အချိန်တိုင်းမှာချာချာဆိုတဲ့ထင်းငေါ့တန်တွေထွက်လာတဲ့မြို့သမီးတစ်ယောက်ကိုမြင်အောင်ကြည့်ပါသူ့ရဲ့ကြီးမားဆုံးစိန်ခေါ်မှုကသူ့ရဲ့ Tourette syndrome ရောဂါဖြစ်ပေမဲ့သူ့ရဲ့အကြီးမားဆုံးအိမ်မက်ကတော့ဆီယာမတ်တစ်ယောက်ဖြစ်နေတာပါကင်ချမာကသူ့ကိုဒီချောင်းလုံးမှာဘယ်သူမှမနိုင်တဲ့အစိုးဆုံးလို့သတ်မှတ်ထားတဲ့ 9F အတန်းနဲ့ပေါင်းပေးလိုက်တဲ့အခါမှာသူကိုယ်တိုင်ကထင်းငေါ်ရီနဲ့ရုန်းကန်နေရတဲ့ဆီယာမကဘဝမှာထင်းငေါ်ဖြစ်နေတဲ့ចောင်းသားတွေကိုရောပြောင်းလဲပေးနိုင်ပါမလားဒီကနေ့မှဆိုရင်တော့အားနေချက်ကိုအားသာချက်ပြည့်ပြောင်းလဲသွားခဲ့တဲ့ဆီယာမနိုင်နာရဲ့ဟာချ်ကီဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ထုံးစံအတိုင်းပဲကျွန်တော်ကတော့ no ပဲပါစကားကောင်းလေးကိုတင်ဆက်ပေးသွားတော့မှာဖြစ်တဲ့အတွက်အသားလေးငြိမ့်သာနေပြီးတော့ကျွန်တော်နဲ့အတူတူကြည့်လိုက်ကြပါစို့ခင်ဗျာဇလန်လီရဲ့စားကတော့ကျောင်းတစ်ကျောင်းရဲ့ character ခုံတန်းလေးတစ်ခုမှစိတ်လှုပ်ရှားစွာထိုင်နေတဲ့အမျိုးသမီးတစ်ယောက်စီကနေစတင်ထားပါတယ်။သူ့ရဲ့နာမည်ကတော့ Naina Mother ဖြစ်ပါတယ်။သူကတော့စိတ်လှုပ်ရှားမှုကြောင့်မလို့ခြေထောက်ကိုတက်ဆက်ဆက်တုံးနေတဲ့အချိန်တုန်းမှာပဲကလေးတစ်ယောက်ရဲ့စက်ကူစုံလေးတစ်ခုကသူ့ရဲ့ခြေထောက်နားကိုကျလာခဲ့ပါတယ်။သူကတော့စုံလေးကိုကောက်ပေးလိုက်နဲ့သူ့ရဲ့ပါးစပ်ကချက်ချက်ဆိုတဲ့အတန်တွေကိုထိမ့်မနိုင်အောင်ထွက်လာခဲ့ပြီးတော့ခေါင်းကလည်းစက်ကနေနဲ့ခါသွားခဲ့ပါတယ်။ဒါကသူ့ရဲ့ဘဝရဲ့အဖို့တစ်ယောက်ဖြစ်တဲ့ Tourette syndrome ဆိုတဲ့အာယုံကြောယောဂရဲ့လက္ခဏာပါပဲ။နိုင်နာကတော့ဒီရဲ့ယောဂရှိနေခဲ့ပေမဲ့သူ့မှာကြီးမားတဲ့အိမ်မက်တစ်ခုကရှိနေခဲ့ပါတယ်။အဲဒါကတော့ BED MSc ဘွဲတွေကိုရထားတာနဲ့ညီဆရာမတစ်ယောက်ဖြစ်ဖို့ပဲဖြစ်ပါတယ်။ဒီနေ့သူရောက်နေတာကလည်းဆရာမအလုပ်အတွက်အင်တာဗျူးလာပြေးတာဖြစ်ပါတယ်။အခန်းထဲကိုရောက်တဲ့အချိန်မှာတော့အင်တာဗျူးတဲ့သူတွေကသူ့ရဲ့ပညာရည်ချင်းကိုအထင်ကြီးကြောင်းကိုပြောနေတဲ့အချိန်တုန်းမှာပဲနိုင်နာရဲ့ချက်ချက်ဆိုတဲ့အတန်ကထွက်လာခဲ့ပြန်ပါတယ်။အဖွဲ့ခေါင်းဆောင်ကတော့ကျွတ်ထိုးနေကြတာလားရေတောင်မလားလို့မေးတော့နိုင်နာကတော့ဒါကကျွတ်ထိုးတာမဟုတ်ပါဘူး။ Tourette syndrome ယောဂဖြစ်ပါတယ်။ဘုံနောက်ထဲကနေဝါယာဂျိုးတွေက short ပြတ်သွားတယ်လို့ပါပဲလို့ယုံကြည်ချက်ရှိရှိနဲ့ရှင်းပြပါတယ်။ဒါပေမဲ့လည်း interview ရဲ့သူတွေကတော့ဒီလိုထင်ငေါ့ရှိတဲ့လူတစ်ယောက်ကစာသင်ခန်းကိုဘယ်လိုထိန်းချုပ်နိုင်မလဲဆိုပြီးတော့တနည်းအားဝင်နေခဲ့ကြပါတယ်။နောက်ဆုံးတော့လေသူ့ရဲ့စာရွက်စာတမ်းတွေကိုပြန်ပေးပြီးတော့နောက်မှပြန်ဆက်သွယ်ပါမယ်ဆိုတဲ့အငင်းပယ်စကားကိုပြောပြလိုက်ပါတယ်။ဒီယောက်ကတော့ဒီရဲ့ယောဂနဲ့ဆိုရင်ဆီယာမလောက်ကမလွယ်ကူဘူး။အခြားလောက်ကိုလုံးသိနေလို့တော့မှအကျယ်ပေးလိုက်ပါသေးတယ်။နိုင်နာကတော့စိတ်တမကြဘဲနဲ့ပြုံးပြလိုက်ခဲ့ပြီးတော့ဒီမတိုင်ခင်မှာ Tourette syndrome အကြောင်းကိုရှင်တော့ကသိပါသလားလို့လည်းမေးလိုက်ပါတယ်။မသိဘူးလို့ဖြေတဲ့အချိန်မှာအခုရောသိသွားပြီလားလို့လည်းထပ်မေးပါတယ်။သိသွားပါပြီလို့ဖြေတဲ့အခါမှာနိုင်နာကတော့အကြောင်းချုပ်သူတွေကိုတော့မှအတစ်တစ်ခုခုကိုတင်ပေးနိုင်တဲ့ရင်ကလေးတွေကိုလည်းကျမကအကောင်းကောင်းစီမံနိုင်မှာဘာလို့ပြတ်သားစွာနဲ့ပြောပြီးတော့ထွက်လာခဲ့ပါတယ်။နိုင်နာတယောက်ကတော့ဒီရဲ့ဆီယာမအလုပ်ကိုရဖို့ကြိုးစားနေကြတာက9နှစ်ထိကိုမှရှင်းနေခဲ့ပါပြီ။ကျောင်းစစ်ရှိကျောင်းကလည်းအငင်းခံထားရပြီးပြီဖြစ်ပါတယ်။သူရဲ့ချိန်ပိုင်းလှုပ်ဖြစ်တဲ့ပုံဆွဲတဲ့အလုပ်ကိုလုပ်ကိုင်နေကျောင်းဆရာမခေါ်စာရိုင်းကိုလည်းလိုက်ပြီးတော့ရှောင်နေစေပါပဲ။တကယ်တော့နိုင်နာရဲ့ဘဝကငယ်စဉ်ကတည်းကနေဒီရဲ့ယောဂကြောင့်မလို့ပြစ်ပယ်မှုပေါင်းများစွာနဲ့ကြုံခဲ့ရတာပါ။ဒူမူလာတဲ့ကျောင်းသားဘဝကစာသင်ခန်းထဲမှာသူ့ရဲ့အတန်ကြောင့်မလို့တငယ်ချင်းတွေကဝိုင်းရကြဆရာတွေကတန်းပြောင်းလုပ်တဲ့ဆိုပြီးတော့အပြစ်တင်ကြတဲ့နောက်ဆုံးမှတော့ကျောင်းဆက်တဲ့ကျောင်းကနေအထုတ်ခံခဲ့ရပူပါရီ။မိသားစုနဲ့အပြင်မှာအစာသွားစားရင်တော့အော်ရာမာကန်ဒီအချိန်မှာဝဝဖြစ်နေတာကိုဆိုင်တွေကလူတွေကဝိုင်းကြည့်ကြသူ့ရဲ့ဖေကိုရန်ကတော့မှရှက်ရွံ့ပြီးတော့မျက်နှာပြက်ခဲ့ရပါတယ်။သူ့ရဲ့မိဘနှစ်ပါးကဒီရဲ့ကိစ္စနဲ့ပဲအမြဲတမ်းသဘောထားမတိုက်ဆိုင်ခဲ့ကြပါဘူး။အမေဖြစ်သူကတော့နိုင်နာကိုတာမန်ကျောင်းမှာပဲထားပြီးတော့တာမန်လူတယောက်လိုရင်ဆိုင်စေချင်နေစပေမဲ့အဖေဖြစ်သူကတော့သမီးရဲ့အခြေအနေကိုလက်မခံနိုင်ပေနဲ့ဒါကအချိန်ပြည့်အရှက်ရစရာပဲလို့မြင်ပါတယ်။ဒီနေ့မှဆိုရင်တော့သူ့ရဲ့ဖေကနိုင်နာစီကိုရောက်လာခဲ့ပြီးတော့ဘန်တစ်ခုမှအလုပ်ရဖို့စီစဉ်ထားတဲ့ကြောင်းဒီကာတွန်းဆွဲတဲ့လုံနဲ့ဆီယာမဖြစ်ချင်တဲ့အိမ်မက်ကိုဆိုလို့ဖို့လာပြီးတော့ပြရပေးပါတယ်။နိုင်နာကတော့သူ့ရဲ့ဆီယာမဖြစ်ချင်တဲ့စိတ်ကငွေကြောင့်မဟုတ်ဘဲနဲ့သူ့ရဲ့ဘဝမှာသဘောကျဆုံးဆရာတယောက်ကရှိခဲ့ဘူးလို့ပါလို့ပြန်ပြီးတော့ပြောခဲ့တယ်ဆိုပေမဲ့အဖေဖြစ်သူကတော့နားမလည်ပေးခဲ့ပါဘူး။အဲဒီအချိန်မှာပဲဖုန်းကဝင်လာခဲ့ပါတယ်။နိုင်နာငယ်ငယ်ကတိုက်ခဲ့တဲ့သူ့ရဲ့ဘဝကိုပြောင်းလဲပေးခဲ့တဲ့စိန်တော်ကဆိုးတဲ့ကြောင်းကပဲဖြစ်ပါတယ်။သူတို့ရဲ့ကြောင်းမှာနေဘွယ်အတွက်ဆီယာမတယောက်ကအရေးပေါ်လုံနေလို့နိုင်နာကိုလာတွေ့ဖို့လည်းခေါ်လိုက်တာပါ။နိုင်နာတယောက်ကဝမ်းသာအားရနဲ့စိန်တော်ကအကြောင်းကိုရောက်သွားခဲ့ပါတယ်။သူကအင်တာဗျူးဖြေတော့ကညင်းပယ်ခဲ့တဲ့အကြောင်းကိုကြည့်တဲ့မျက်နှာထားတင်းတင်းနဲ့ဆရာတယောက်ဖြစ်တဲ့မစ္စတာဝရီယာကိုလည်းတွေ့လိုက်ခဲ့ရပါတယ်။ကျောင်းကြီးကတော့နိုင်နာကဒီရဲ့ကျောင်းမှာ၅ချိန်တန်းငင်းခံထားရတာမှာဘာလို့ဆရာမဖြစ်ချင်နေရတာလဲလို့လည်းမေးလိုက်ပါတယ်။နိုင်နာကတော့လွန်ခဲ့တဲ့22နှစ်ကအဖြစ်အပျက်တစ်ခုကိုပြန်ပြောပြခဲ့ပါတယ်။အဲဒီတော့သူကဒီရဲ့ကျောင်းမှာမူလာတန်းတက်နေတဲ့အချိန်တုန်းဗျာဇက်တစ်ခုမှာသူ့ရဲ့ဝဝအတန်ကြောင့်မလို့အနောက်ရှက်ဖြစ်နေခဲ့ရပါတယ်။အားလုံးကတော့သူ့ကိုအပြစ်တင်နေတဲ့အချိန်မှာကျောင်းကြီးမစ္စတာကမ်ကသူ့ကိုစင်ပေါ်ခေါ်တင်ပြီးတော့သူ့ရဲ့ယောဂအကြောင်းလူသိရှင်ကြားမေးမြန်းခဲ့ပါတယ်။နိုင်နာကတော့သူ့ကိုအခြားကလေးတွေလိုပဲဆက်ဆံပေးပါလို့တောင်းဆိုခဲ့တာကြောင့်မလို့မ
Mr. Cam ကလည်းဒါကအားလုံးတန်းတူရှိတဲ့ကျောင်းသားပဲလို့ကြီးညာပြီးတော့သူ့ကိုကတိပေးခဲ့ပါတယ်။အဒီနေ့ကနေစတင်ပြီးတော့နိုင်နာက Mr. Cam လို့စိတ်သက်ကွန်အားပေးနိုင်တဲ့ဇေယျကောင်းတစ်ယောက်ဖြစ်လာဖို့ဆုံးဖြတ်ခဲ့တာပါ။ဒီရဲ့စကြောင်းကိုကြားပြီးတဲ့နောက်မှာတော့ကျောင်းအကြီးကနိုင်နာကိုအခွင့်အရေးပေးဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့လည်းသူတာဝန်ယူရမယ့်အတန်းကတော့ကျောင်းရဲ့နာမည်အဆိုးဆုံးအတန်းဖြစ်တဲ့ 9F အတန်းပဲဖြစ်ပါတယ်။သူတို့ကတော့ကျောင်းပေးကစင်ရသားရက်ကွက်ကကလေးတွေဖြစ်ပြီးတော့သူတို့ရဲ့အစိုးရအကြောင်းကိုဖြိုချပြီးဒီစိတ်တော်ကကျောင်းရဲ့ကစားကွင်းလုပ်လိုက်တဲ့အတွက်အစိုးရရဲ့ပညာသင်ကြားခွင့်အစီအစဉ်ရဒီရဲ့အကြောင်းကိုရောက်လာခဲ့ကြတာပါ။သူတို့ကတော့ချမ်းသာတဲ့နိုင်အတန်းကကလေးတွေရဲ့ခွဲခြားဆက်ဆံမှုဇာရီရဲ့ဂိမ်းမဆိုင်မှုတွေကိုခံနေကြရပြီးဖြစ်ပြီးတော့သူတို့ကိုတင်ပို့လာတဲ့ဆရာ9ယောက်ကလည်း9လအတွင်းမှာမောင်းထုတ်ပြီးသားတပုံလေးတွေဖြစ်နေကြရပါတယ်။ကျောင်းကြီးက 9F ရဲ့ကလေးတွေကလည်းတာမန်မဟုတ်တယ်လို့နိုင်နာကလည်းထူးခြားတဲ့အရေးချင်းတွေရှိနေကြတာကြောင့်ဒါကစွန်စားမှုတစ်ခုဖြစ်ကြောင်းကိုလည်းပြောပြပါတယ်။နိုင်နာရဲ့ပထမဆုံးစာသင်ခန်းဝင်ရတဲ့နေ့ကဘီယန်ပရာပါပဲ။သူတန်းကိုမဝင်ခင်မှာပဲကလေးတွေကအထက်ဆရာမလို့နာမည်ပြောင်းပေးပြီးတော့လောင်းချထည့်နေကြပါပြီ။နိုင်နာကတော့တန်းကိုရောက်တာနဲ့တင်ပုံးမှာထရက်ဆန်ဒရုန်းကိုအရင်ဆုံးရေးလိုက်ပါတယ်။ကလေးတွေကတော့သူ့ကိုလုံးဝဂီးဆိုင်နေခဲ့ပဲနဲ့စူညံပွက်လို့ရနေကြပါတယ်။နိုင်နာကတော့သူ့ရဲ့ယောဂအကြောင်းကိုရှင်းပြဖို့ကြိုးစားခဲ့ပေမဲ့Artist ဦးဆောင်တဲ့ကလေးတွေကတော့သူ့ရဲ့ကြကြအတန်ကိုလိုက်တူပါပြီးတော့ repetition တွေကိုလည်းဝိုင်းဆိုနေကြပါတယ်။နိုင်နာကတော့စိတ်မဆိုးတဲ့ပြင်သူတို့နဲ့အတူတူလိုက်တောင်မှဆုပ်လိုက်ပါသေးတယ်။သူထိုင်မဲ့ခုံကိုလည်းတမင်ချိုးထားတာကြောင့်မလို့နိုင်နာတယောက်ကဖင်ထားရက်နဲ့လဲကျသွားခဲ့ပြီးတော့တကယ်လုံးကလည်းဝိုင်းရဲလောင်ကြပါတယ်။မထူးတော့ဘူးဆိုပြီးတော့သူတို့ရဲ့လောင်ကြီးဝိုင်းတွေကိုပတ်စံ100ထည့်လိုက်ရင်ဒီကောင်တွေလည်းပြန်မှုလာတာမဟုတ်ကြောင်းကိုလည်းစိတ်ခေါ်လိုက်ပါတယ်။နောက်ရက်တွေမှာ 9F ကကလေးတွေရဲ့စာနာမှုတွေကပို့ပြီးတော့ပြင်းထန်လာခဲ့ပါတယ်။အတန်းထဲမှာမီကိုဘုံပေါက်တာရေပြူခဲထဲမှာရမ်းထည့်ပြီးတော့ပေါက်ကွဲသွားအောင်လုပ်တာနိုင်နာရဲ့ဆိုင်ကလေးကဓာတ်စီတွေကိုခိုးတုတ်တာအစုံပဲဖြစ်ပါတယ်။ဒီမှာဆိုရင်တော့နိုင်ကကျောင်းသားတွေနဲ့ဘောလုံးကွင်းမှာရန်ဖြစ်ကြပါတယ်။နိုင်ကကျောင်းသားက 9F ကိုအရှုံးသမားတွေလို့ခေါ်တဲ့အတွက် Ravinda ကဘောလုံးကိုဓာတ်နဲ့ထိုးဖောက်ပြီးတော့ပြန်ပေးလိုက်ရကနေ artist နဲ့နိုင်ကကလေးတွေကလည်းထိုးကြကြိတ်ကြကုန်ပါတယ်။အဆိုးဆုံးကတော့တနေ့မှ 9F ကကလေးတွေကနိုက်ထရိုဂျင်အရေးကိုအမိုက်ပုံးတွေကိုထည့်ပြီးတော့အကြီးအကျယ်ကိုမှပေါက်ကွဲမှုတစ်ခုကိုဖန်တီးလိုက်တာပါပဲ။တကယ်လုံးကမန်နီကကွဲသွားကုန်ခဲ့ပြီးတော့အားလုံးကလည်းထိတ်လန့်သွားခဲ့ကြပါတယ်။ကျောင်းကြီးကတော့ 9F တန်းလုံးကိုကြောင်းထုတ်ဖို့ဆုံးဖြတ်လိုက်တဲ့အချိန်မှာနိုင်နာကတော့ကြောင်းဝင်ပြီးတော့ကလေးတွေလောက်တာကမဟုတ်ကြောင်းနဲ့သူမရဲ့တိတ်ပန့်လက်တွေ့စမ်းသပ်မှုကမာရင်သွားတာပါဆိုပြီးတော့အားလုံးရဲ့ကိုစားတောင်းယူလိုက်ပါတယ်။နိုင်ကကွယ်ပေးမှုကြောင့်မလို့လေကျောင်းကြီးကအံ့ဩသွားခဲ့ပါတယ်။နိုင်နာကဒီလိုပေါက်ကွဲမှုလုပ်ဖို့ဆိုတာကဉာဏ်ပညာလိုတာဖြစ်ပါတယ်။သူတို့ရဲ့စွမ်းရည်တွေကိုလမ်းကြောင်းမှန်ပေါ်မှာတင်ပေးနိုင်မယ်ဆိုရင်တော့သူတို့အကြောင်းရဲ့ဂုံဆောင်နေတာမှဖြစ်လာမှာပါလို့လည်းအာမခံခဲ့ပါတယ်။သူကတော့အကြောင်းကြီးစီမှာစာမေးပွဲအထိအချိန်လေးလာတောင်းပြီးတော့ဒီလေးလာအတွင်းမှာ NAF ကကလေးတွေကထူးချွန်ကျောင်းသားတစ်စိမ့်မရခဲ့ဘူးဆိုရင်တော့သူကရင်ကအလုပ်ထွက်ပေးမယ်လို့လည်းစိန်ခေါ်လိုက်ပါတယ်။ Mr. Waria ကတော့90ရာခိုင်နှုန်းအထက်ရမှ perfect ဖြစ်တာလို့ဝေပြောပြီးတော့နိုင်နာကတော့လောင်းရဲခဲ့တာပဲဖြစ်ပါတယ်။နိုင်နာရဲ့ကာကွယ်ပေးမှုတွေကြောင့်မလို့ကလေးတွေကသူ့ကိုနားလေစာပြလာခဲ့ပါပြီ။ဒါကြောင့်မလို့လဲနိုင်နာက NAF ကကလေးတွေကိုစိန်ခေါ်မှုတစ်ခုကိုထပ်ပြီးတော့လုပ်ပါတယ်။သူကမြေပြိုတဲ့တင်ပုံးပေါ်မှာမြင်းဆွဲလိုက်တဲ့ကမှာထွက်လာတဲ့ကြီးစိုးတဲ့အတန်ကြောင့်မလို့ကလေးတွေကနားပိတ်လိုက်ကြပါတယ်။နိုင်နာကတော့မြေပြိုအစ်စ်ကိုဒီတိုင်းချစ်ရင်ကြီးစိုးတဲ့အတန်မြည်ပြီးတော့ရေမကောင်းကြောင်းနဲ့ထိတ်ကိုချိုးပစ်ပါကရေကောင်းတဲ့အကြောင်းဒီလိုပါပဲကလေးတွေရဲ့မကောင်းတဲ့အပြုမှုတွေကိုဖဲကအကောင်းတွေကိုယူမယ်ဆိုရင်ရာချောင်းကိုပြောပြကဒီတိုင်းပဲဆက်နေမလားဒါမှမဟုတ်ပြောင်းလဲသွားမလားလို့မေးလိုက်ပြီးတော့တကယ်လို့ပြောင်းလဲခြင်းနဲ့ဆိုရင်တော့မနက်9နာရီအတိမှာအတန်းလေးကိုရောက်လာခဲ့ကြဖို့နဲ့9နာရီ10မိနစ်ထိစောင့်မှဖြစ်ပြီးတော့တရားမှမလာခဲ့ဘူးဆိုရင်တော့အလုတ်ထွက်စာတင်ပြီးတော့ထွက်မဲ့အကြောင်းကိုလည်းပြောပြလိုက်ပါရီနောက်တနေ့မနက်9နာရီမှာနိုင်နာတယောက်ကအလုတ်ထွက်စာကိုကန်ပြီးတော့အခန်းထဲမှာစောင့်နေခဲ့ပါရီ9နာရီ9မိနစ်ကျော်သွားတဲ့အထိတယောက်ကမှရောက်မလာခဲ့သေးပါဘူးနိုင်နာကစိတ်သက်ကြပြီးတော့ထားထွက်သွားဖို့ပြင်လိုက်တဲ့အချိန်မှာပဲ NAF ကចောင်းသားတွေအားလုံးကလည်းတယောက်ပြီးတယောက်ကိုမှအတန်းလေးကိုဝင်လာခဲ့ကြပါရီRavina ကသူတို့ကလောင်းချေရှုံချောင်းဝင်ခံပြီးတော့နိုင်နာလောင်းထားတဲ့ပတ်စံကိုလည်းပြန်ပြီးတော့ပေးပါရီအဒီနေ့ကနေစပြီးတော့နိုင်နာရဲ့တင်ကြားရေးပုံစံအသစ်ကစတင်ပါတော့တယ်သူကတော့ចောင်းသားတွေကိုစာတင်ကန်းထဲမှာပဲမတင်တော့ဘဲနဲ့လက်တွေဘဝနဲ့ချိတ်ဆက်ပြီးတော့တင်ပေးခဲ့တာပါကစားကွင်းထဲမှာကျဲဥကိုပြစ်ပေါက်ပြီးတော့ Data Quadratic Equation နဲ့ Parabola ပုံသဏ္ဍာန်ကိုလည်းရှင်းပြပါရီကျောင်းရဲ့မိဘဆရာတွေနဲ့တွေးဆုံပွဲကို NAF ကမိဘတွေကတော့တယောက်မှမလာတဲ့အခါမှာနိုင်နာကိုရိုင်းကသူတို့ရဲ့စင်ရသားရက်ကွက်ကိုလိုက်သွားခဲ့ပါရီအဲ့ဒီမှာလောင်ကစားဝိုင်းကနေရဲလိုက်လို့ပြေးနေရတဲ့ Ravina ရေရဖို့မိုင်းပေါင်းများစွာတန်းစီနေရတဲ့ Tara ရင်းရွယ်ရောင်းနေခဲ့ရတဲ့ Ashwin ကာဝဲရှော့မှာကျွမ်းကျင်နေတဲ့ Artist စာရက်ကလေးတယောက်ချင်းစီရဲ့တကယ်ဘဝအခက်အခဲတွေကိုသူကမြင်တွေ့ခဲ့ရပါရီဒါကြောင့်မလို့လေသူမကကလေးတယောက်ချင်းစီရဲ့အားသာချက်ကိုဖော်ထုတ်ပေးပါရီ
လောင်ကစားမှာတွက်ချက်မြန်တဲ့ Ravena ကိုသူ့ရဲ့စွမ်းရည်က Store ဈေးကွက်မှာအသုံးဝင်တဲ့ပုံကားပြင်နာဝဒနာပါတဲ့ artist ကို engineer ပညာရဲ့အကြောင်းကိုပြောပြပြီးတော့သူတို့ကိုလည်းခွန်အားပေးပါတယ်အရေးကြီးဆုံးသင်ခန်းစာတစ်ခုဖြစ်သူကကလေးတွေကိုသူတို့ရဲ့အကြောက်တရားတွေကိုစာရွက်တွေရဲ့စီမှာရေးခိုင်းပြီးတော့အဲ့ဒီရဲ့စာရွက်တွေကိုစက်ကူလောက်ကခေါင်းမိုးပေါ်ကနေတူတူလွတ်တင်စေခဲ့တာပါအဲ့ဒီအနီးလန်းလေးအကြောင်းမလို့ပဲ Naif ကလေးတွေကပညာရေးမှာပျော်မွေ့လာခဲ့ပြီးတော့တဖြည်းဖြည်းနဲ့တိုးတက်လာခဲ့ကြပါတယ်ဒီမှာတော့ Naif ကကျောင်းသားတွေကသူတို့ရဲ့သိပ္ပံ project ကိုပြင်ဆင်နေတဲ့အချိန်တုန်းမှာပဲ Naif ကတမ Naif ကတော့သူတို့ရဲ့ဆိုလာပြားကတက်ဆင်ထားတဲ့ down degree ကမားနေတဲ့အကြောင်းကိုဝင်ရောက်ထောက်ပြခဲ့ပါတယ်ဒီအဖြစ်အပျက်က Naif ကကလေးတွေကိုအံ့အားသင့်စေခဲ့တယ်လို့ Mr. Wadia ကိုလည်း Naif အပေါ်မှာပို့ပြီးတော့အမြင့်မကြီးဖြစ်စေခဲ့တာပဲဖြစ်ပါတယ်။ artist နဲ့ဆရာကလည်း project ခန်းထဲမှာပဲပြဿနာတက်နေခဲ့ကြပါတယ်။မကြာခင်မှာပဲ Naif ရဲ့သိပ္ပံ project ကြီးကအကြောင်းကြီးလို့ရှေ့မှာပြသရတဲ့ short ဖြစ်ကပျက်စီးခဲ့ပြီးတော့ project ပစ္စည်းတွေထဲမှာ artist ရဲ့ကားဖားတဲ့ကော်ဘူးကိုလည်းတွေ့ရှိခဲ့ရပါတယ်။တကယ်တော့ဒါက Naif ကိုမနာလိုတဲ့ Naif ကအခရှိရဲ့လက်ချက်ပဲဖြစ်ပါတယ်။ဒါပေမဲ့လည်းထောက်ထားခိုင်လုံနေကြတာကြောင့်မလို့ Mr. Wadia က Naif ကိုအပြစ်ပုံချပါတယ်။ Naif ကကလေးတွေကသူတို့မလုပ်ဘဲနဲ့အားလုံးကအတူတူလှုပ်တာဆိုပြီးတော့စီစီလုံးလုံးနဲ့တာဝန်ယူခဲ့ကြပါတယ်။ဒီတခါတော့ကျောင်းကြီးကသူတို့ကိုကျောင်းထုတ်ဖို့ဆုံးဖြတ်လိုက်ကြပါတယ်။အဲ့ဒါကနောက်ဆုံးခွင့်ရဖြစ်စာမေးပွဲတော့ဖြေခွင့်ပေးပါလို့တောင်းဆိုခဲ့တာကြောင့်မလို့သူတို့ကိုစာမေးပွဲဖြေခြင်းကလွဲပြီးတော့ကျောင်းလာခွင့်ကိုလည်းပိတ်ပင်လိုက်ကြပါတယ်။ဒီကိစ္စတွေဖြစ်ခဲ့တဲ့အတွက်နိုင်နာတယောက်ကတော့သူ့ရဲ့ယုံကြည်ချက်တွေကပျက်စီးသွားခဲ့ရပြီးတော့လုံးဝကိုမှစိတ်သက်သာသွားခဲ့ရပါတယ်။သူကကလေးတွေကိုနှုတ်ဆက်ကထွက်သွားခဲ့ပေမဲ့ Naif ကကလေးတွေကတော့သူတို့ရဲ့ဆရာမကိုလုံးဝကိုမှအဆုံးရှုံးမခံနိုင်တော့ပါဘူး။သူတို့အားလုံးကတော့နိုင်နာရှိရာကော်ဖီဆိုင်ကိုလိုက်လာခဲ့ကြပြီးတော့တောင်းပန်ခဲ့ကြပါတယ်။ဆရာမကကျွန်တော်ရဲ့ဝင်ရိုးစွန်းချေပါလမ်းပြပေးပါလို့တောင်းဆိုတဲ့အချိန်မှာနိုင်နာရဲ့မျောလင်းချက်တွေကပြန်လည်ရှင်းသလို့လာခဲ့တာဖြစ်ပါတယ်။ကျောင်းပြင်ပက platform တွေကန်ဂျီရီလမ်းဘေးတွေမှာပဲသူတို့ရဲ့စာမေးပွဲအတွက်ပြင်ဆင်မှုတွေကိုအသေးအတန်ကိုမှစတင်ပါတော့တယ်။ဒါကမြင်တဲ့ action က Naif ကိုရှုံးနေစေဖို့နောက်ထပ် chance တစ်ခုကိုလည်းလုပ်လိုက်ပါတယ်။သူကကျောင်းဆောင်ကိုပတ်စံပေးပြီးတော့ Naif စီကိုလည်းစာမေးပွဲမေကွန်တူတွေကိုလည်းပို့လိုက်ပါတယ်။ artist နဲ့ Kilano ကမေကွန်ရသွားခဲ့ပေမဲ့ဦးကတော့ဒါကိုလက်မခံဘဲနဲ့ကိုပိုင်ရေးချင်းနဲ့ပဲဖြည့်ရှင်းဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။စာမေးပွဲနေ့မှာဆိုရင်တော့ Naif ကကလေးတွေအားလုံးကမေကွန်တူတွေကိုအားမကိုးခဲ့ပဲနဲ့သူတို့ကိုယ်တိုင်ကြိုးစားခဲ့တာတွေနဲ့ပဲအကောင်းဆုံးဖြည့်ဆို့ခဲ့ကြပါတယ်။ဂျာလက်တူထက်လာတဲ့အခါမှာအန်အောစရာတစ်ခုကဖြစ်ခဲ့ပါတယ်။ Naif ကကျောင်းသားအားလုံးကစာမေးပွဲအောင်သွားခဲ့ပြီးတော့တယောက်ကဒီကျောင်းလုံးမှာအမတ်အများဆုံးနဲ့ထူးချွန်ကျောင်းသား Professor စိတ်ကိုလည်းရရှိလို့သွားခဲ့တာဖြစ်ပါတယ်။ဒီအရာလည်းကို Mr. Wadia ကလုံးဝကိုမှလက်မခံခဲ့ပါဘူး။သူကကျောင်းသားအားလုံးရဲ့ရှေ့ကဆင်မြင့်ပေါ်မှာ Naif ကလေးတွေကျောင်းဆောင်စီကနေမေကုန်းခိုးယူပြီးတော့အောင်နာပါလို့ဆွဆွဲခဲ့ပါတော့တယ်။သူကကျောင်းဆောင်ကိုတက်တဲ့ဖြစ်ခေါ်တင်ပြီးတော့ထွက်ဆိုခိုင်းပါတယ်။ကျောင်းကြီးက Naif ကိုကျောင်းထုတ်ဖို့အမိန့်ချမဲ့ဆဲဆဲမှာအခရှိက Mr. Wadia စီကိုတွားပြီးတော့အဖြစ်မဲ့အားလုံးကိုလည်းဖွင့်ချဝန်ခံခိုင်းလိုက်ပါတယ်။ project ကိုဖျက်ဆီးတာရောမေကွန်တူတွေပေးခဲ့တာပါသူလုပ်ခဲ့တဲ့အကြောင်းကိုလည်းဝန်ခံပြောဆိုလိုက်ခဲ့တာဖြစ်ပါတယ်။အမတရားကိုတည်သွားခဲ့တဲ့ Mr. Wadia တယောက်ကအစင်းမြင့်ပေါ်ကိုပြန်တက်လာခဲ့ပါတယ်။သူကတကယ်တော့ကလေးတွေမေကွန်ခိုးတာမဟုတ်ပါဘူး။သူတို့ကိုရှုံးနေစေချင်တဲ့သူကမေကွန်မားတွေကိုပေးခဲ့တာပါလို့လည်းဝန်ခံလိုက်ပါတယ်။သူတို့ကဒီရဲ့ထောင်ချောက်ကိုကြော်လွားပြီးတော့သူတို့ရဲ့ရည်ချင်းစစ်နဲ့အောင်မြင်ခဲ့တာဖြစ်ကြောင်းနဲ့သူကဆရာစိုးတယောက်ပါလို့ပြောရင်းနဲ့နိုင်နာကိုလည်းတောင်းပန်နေခဲ့တာပဲဖြစ်ပါတယ်။သူကတပည့်ဆိုးဆိုတာကမရှိပါဘူးဆရာဆိုပဲရှိတယ်ဆိုတဲ့နိုင်နာရဲ့စကားကိုကိုးကားပြီးတော့ Naif ကကလေးတွေနဲ့ဆရာမနိုင်နာကိုလည်းစင်မြင့်ဘော်ကိုခေါ်တင်ကဒူးချွန်စုတစိတ်ကိုလည်းတကူရိုင်းကပေးအပ်ခဲ့တာပဲဖြစ်ပါတယ်ဒီအဖြစ်ပြက်ကြီးရဲ့နောက်ဆုံးမှာဆိုရင်တော့ဇင်းတို့ကကျောင်းရဲ့နိုင်နဲ့ Naif ကြားကနေရန်ကြီးကတော့ပြိုကျသွားခဲ့တာဖြစ်ပြီးတော့ကျောင်းသားတွေအားလုံးကလည်းအတူတူကပူးပေါင်းတင်ယူခဲ့ကြတာဖြစ်ပါတယ်ဇလန်လေးရဲ့ဆုံးမှာတော့အချိန်တွေက25နှစ်ကြာကုန်လွန်သွားခဲ့ပါတယ်မစ္စတာနိုင်နာမာတာကတော့စိန်တော်ကကျောင်းရဲ့ကျောင်းဆရာမကြီးအဖြစ်ကနေအငိမ့်စာယူမဲ့နေပဲဖြစ်ပါတယ်။သူရဲ့ချဆိုတဲ့အတန်တွေကတော့ရှိနေသေးပါပဲ။ဒါပေမဲ့လည်းအခုတော့အဲ့ဒီရဲ့အတန်တွေကအနောက်ရှက်တစ်ခုမဟုတ်တော့ဘဲနဲ့အားလုံးကချစ်ခင်လေးစားရတဲ့သူ့ရဲ့မက်သားတစ်ခုဖြစ်နေခဲ့ပြီလည်းဖြစ်ပါတယ်။သူကနှုတ်ဆက်ဖို့အတွက်တစ်ချိန်က Naif ကကျောင်းသားစုလေးတွေကအခုအခါမှာအောင်မြင်တဲ့လူကြီးတွေဖြစ်နေသူတို့ရဲ့အထက်ဆရာမစီကိုလည်းဂုဏ်ပြုဖို့ပြန်လည်ရောက်ရှိလာကြရင်လည်းဇလန်လေးကတော့ကြည်နူးဖွယ်ရကောင်းပြီးညီကုန်းချုပ်သွားခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာ။ဒီဇလန်လေးမှာပေးခြင်းတဲ့ message ကအရန်ကိုမှရှင်းလုံးပါတယ်။တပည့်ဆိုးဆိုတာကမရှိပါဘူး။ဆရာဆိုပဲရှိတယ်ဆိုတာပါပဲ။အဲနောက်ကတော့ကိုယ့်ရဲ့အားနည်းချက်ကိုရှက်စရာလို့မသတ်မှတ်ဘဲနဲ့အဲဒါကိုပဲတင်ချာရေးလက်နက်တစ်ခုဖြစ်ပြောင်းလဲစွာနဲ့အသုံးပြုခဲ့ပါတယ်။တကယ်တော့ကျွန်တော်တို့အားလုံးရဲ့ဘဝမှာကိုယ်စီအထင်ငေါတစ်ခုစီရှိကြပြီးတော့အဲဒါကိုရင်ဆိုင်ကြော်လွှားဖို့ပဲလိုအပ်တာပါ။အားနည်းချက်ကိုမေ့ပြီးတော့အားသာချက်ကိုဆွဲထုတ်နိုင်မယ်ဆိုရင်တော့ဒေဂျာပေါအောင်မြင်လာမှဖြစ်ကြောင်းပြောကြရင်းနဲ့ပဲဒီနေ့ရဲ့စီစဉ်လေးကိုလည်းနားပြရစီခင်ဗျာ။